ဒီနေ့ဗီဒီယိုမှာတော့ကမ္ဘာလူကြိုက်အများဆုံးကွတ်ကီးကိုဘလို့ဖန်တီးထားလဲဆိုတာကိုဖော်ထုတ်သွားမှာဖြစ်ပြီးစားကျင်စရာကောင်းတဲ့ကြိုက်ဖဲမှုဒိုင်းရဲ့နောက်ွယ်မှာဖုံးခွယ်ထားတဲ့လျှို့ဝှက်ချက်တချို့ကိုပါဖွင့်ချပေးသွားမှာပါ။ Oreo ဟာ1912ခုနှစ်မှာစတင်ပေါ်ထွက်လာခဲ့ပြီးအခုအခါမှာ Mondelez International မိသားစုရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Nabisco လို့ကျွန်တော်တို့သိကြတဲ့ National Biscuit Company ကနေဖန်တီးခဲ့တာဖြစ်ပါတယ်။ဒီကွတ်ကီးဟာရိုးရှင်းပေမဲ့လုံးဝကိုအထင်ရကဖြစ်တဲ့ဒီဇိုင်းနဲ့ထင်ရှားပေါ်မြင်ခဲ့ပါတယ်။အမဲရောင်ချောကလက်ကွတ်ကီးအဝိုင်းနှစ်ခုကြားမှာချိုမြင်တဲ့ခရင်အဖြူရောင်အရှတွတ်ထားတာပါ။မူလကတည်းက Oreo တွေဟာချောမွေ့တဲ့ vanilla ခရင်အလက်အနှံ့နဲ့အရသာကျွယ်ဝတဲ့အမဲရောင်ချောကလက်ကွတ်ကီးပေါင်းစပ်မှုအကြောင်းကြီးပါပဲ။ကျွန်တော်တို့အားလုံးသိပြီးချစ်ခင်ကြတဲ့အရသာရှိတဲ့ Oreo တွေကိုမဖန်တီးခင်မှာပါဝင်ပစ္စည်းတွေကိုအထူးဂရုစိုက်ပြီးတိကျစွာပြင်ဆင်ရပါတယ်။ဒီ Gandwin cookie နောက်ွယ်မှာအဓိကပါဝင်ပစ္စည်းတွေကတော့ပစုံတုံဂျုံမှုတကြားကိုကိုမှုဟင်းသီးဟင်းရွက်စီစားနဲ့မှုဖုတ်ဆိုတာတို့ပဲဖြစ်ပါတယ်။အသုံးပြုထားတဲ့ဂျုံမှုဟာအများအားဖြင့်ကွတ်ကီးရဲ့အသားကိုကောင်းမွန်ချောမွေ့နေစေဖို့ American ပြည်ထောင်စုရဲ့ဒေတာကန်ဂျုံစိုက်ခန်းတွေကနေရယူထားတဲ့ပစုံတုံဂျုံမှုဖြစ်ပါတယ်။အဖုအချိတ်တွေမရှိစေဖို့ဂျုံမှုကိုတေချာစွာစကားချထားပါတယ်။ပြီးတော့ဒီမှာအကြံပြုချက်တစ်ခုကတော့မုံနစ်ကိုအနေတော်ပဲမှုေဖရပါမယ်။အလွန်အကျွံမှုမိရင်ဂလူတင်တွေကိုအယမ်းလှရှားစေပြီးကျွန်တော်တို့အားလုံးတောင့်တတဲ့ပြီးပြည့်စုံတဲ့ပေါ့ပါတဲ့ကြွက်ရွံ့မှုအစားကွတ်ကီးကိုမားကြောသွားစေနိုင်ပါတယ်။ဒါအပြင်ပရိုတင်းဓာတ်များတဲ့ဂျုံမှုကိုအသုံးပြုတာလည်းလုံးဝမလုပ်သင့်ပါဘူး။ဒါဟာ Oreo ရဲ့အထင်ရကနူးညံ့တဲ့ကြိုက်ဖက်မှုကိုပျက်စီးစေပါတယ်။တကြားနဲ့ပတ်သက်ရင်တော့ Oreo ဟာသေးငယ်တဲ့အဖြူရောင်တကြားပွင့်လေလေးကိုအသုံးပြုပါတယ်။ American ပြည်ထောင်စုတဝိုက်မှာဒေတာကန်စိုက်ခန်းတွေကနေရယူထားတာပါ။အများအားဖြင့်သေးငယ်စွာကြိတ်ခွဲထားတဲ့တကြားကိုရွေးချယ်ကြပါတယ်။ဘာလို့လဲဆိုတော့တကြားပွင့်အကီးတွေကကောင်းကောင်းမပျော်ဝင်နိုင်ပဲကွတ်ကီးမျက်နှာပြင်ကိုအကွဲစေနိုင်တယ်လို့ချောမွေ့ညီညားတဲ့အနေအထားကိုလည်းပျောက်ဆုံးစေနိုင်ပါတယ်။အကယ်၍ပေါင်တာတကြားကိုအသုံးပြုမယ်ဆိုရင်လည်းစကားချဖို့လိုအပ်ပါတယ်။ဒါမှသာဂျုံမှုကိုကိုမှုတို့နဲ့ပြီးပြည့်စုံစွာရောနှောသွားမှာဖြစ်ပါတယ်။စိတ်ဝင်စားစရာအချက်တစ်ခုကတော့ Oreo ကွတ်ကီးကိုယ်တိုင်ကအယမ်းကြီးမချိုးပါဘူး။ကိုကီးမုံညက်ထဲမှာတကြားပမာဏကိုတေချာချိန်စားထားပါတယ်။စုစုပေါင်းအချောက်မှုန့်တို့ရဲ့15%ခန့်ပါရှိပါတယ်။ဒီနည်းအားဖြင့်အနှဲငယ်အချိုးပေါ့လေကွတ်ကီးဟာအလဲကအရသာကျွဲဝတဲ့ချိုမြိန်တဲ့ခရင်အနစ်နဲ့လှပစွာလိုက်ဖက်သွားပါတယ်။အခု Oreo ရဲ့အထင်ရကချောကလက်အရသာနောက်ွယ်မှာရှိတဲ့အစစ်စစ်မော်ဇန်စွာအကြောင်းဖြစ်တဲ့ကိုကိုမှုအကြောင်းပြောကြရအောင်။ကိုဂါနာခွတ်ဒီဝါလို့အင်ဒိုနီးရှားလိုနေရာတွေမှာအဓိကစိုက်ပျိုးကြတဲ့တေချာရွေးချယ်ထားတဲ့ကိုကိုစီတွေကနေပြုလုပ်တာပါ။ရိပ်သိပ်တာနဲ့အခါစီတွေကိုလော့ပြီးချိန်ပြီးကိုကိုမှုအဖြစ်ပြုလုပ်ပါတယ်။ဒါပေမဲ့လျှို့ဝှက်ချက်ကဒီမှာပါကျွန်တော်တို့အားလုံးသိပြီးနဲ့နီးပါအမဲရောင်ထစ်နေတဲ့အယောင်နဲ့ချောမွေးတဲ့ချောကလက်အရသာကိုရရှိဖို့ Oreo ဟာ alkalinize ပြုလုပ်ထားတဲ့ကိုကိုမှုကိုအသုံးပြုပါတယ်ဆိုလိုတာကသဘာဝ acid ဓာတ်ကိုပြည့်စေဖို့ alkalizing agent နဲ့ဖန်တီးထားတာပါဒါကကွတ်ကီးကိုပြင်းထန်တဲ့အမဲရောင်ကိုပေးဆောင်လာမကသဘာဝကိုကိုမှုနဲ့ရှင်ရင်ပုံမပြေချပြီးအချင်းပေါက်တဲ့အရသာနဲပါစေပါတယ်အကယ်၍တဘာဝကိုအစားထိုးအသုံးပြုမယ်ဆိုရင်ကွတ်ကီးတွေကအညောင်ဖျောက်ဖြစ်သွားပြီးအနှဲငယ်ချင်းတဲ့အရသာရှိနေမှာဖြစ်ပြီးကျွန်တော်တို့အားလုံးသိပြီးချစ်ခင်ကြတဲ့ Gandwin Oreo ခန်းစားချက်မျိုးလုံးဝဖြစ်လာမှာမဟုတ်ပါဘူး Oreo ပြုလုပ်တဲ့လုပ်ငန်းစဉ်ကိုတင်းကျင်ရှင်တဲ့တကြားအိတ်တွေကိုအရေးစမမွေဆက်တွေချဲထည့်သွားပြီးကွတ်ကီးမုံညက်ကိုစတင်တိဆောက်ပါတယ်တကြားတွေဝင်သွားရတဲ့ကိုမှုကိုထည့်ပါတယ်စားနဲ့အလျှို့ဝှက်အရန်ဖြစ်စည်းတွေအနှဲငယ်နဲ့အတူပေါ့ပြီးတော့အချောင်းအမုံတွေအားလုံးကိုချောင်းမွေးတဲ့ဆေးကက်တဲ့မုံညက်အဖြစ်ပေါင်းဆက်ပေးဖို့ကနိုလာဝိုက်ကိုတကြောင်းလောလိုက်တာနဲ့အခုလိုပြီးပြည့်စုံဖို့တွိုက်ချက်ထားတဲ့အချိုးချကိုရရှိပါပြီဒီမှာဂျုံမှု40%အမဲရောင်ကိုမှု25%တကြား15%အစီ15%နဲ့ကြံတဲ့ဟာတွေကတော့မော်ဇန်ကတွေပါပဲဒီအယောနောအကုန်လုံးကိုအရေးစစက်ယုံတုံးမမွေဆက်တွေထဲမှာရောမွေပါတယ်ဒီနေရာမှာစိတ်ဝင်စားစရာလာပါပြီအလွတ်သမားတွေကရေထည့်လိုက်တာနဲ့မုံညက်ကပြစ်နစ်နေတဲ့ချောကလက်ဟင်းချီလို့တူသွားပါတယ်အပူချိန်ကိုထိန်းချုပ်ဖို့သူတို့ကရေခဲချော်တွေကိုထည့်လိုက်ပါတယ်ရေခဲချော်တွေအငွိတ်ပြဲသွားတဲ့အခါမုံညက်ကိုလင်းစွာအရေးခံပေးသွားပါတယ်ဒီလိုအရေးခံပေးခြင်းဟာမုံညက်ကိုစောစီးအရေးခံနေအောင်လုပ်ပေးဖို့အရန်အရေးကြီးပါတယ်အရေးခံနေတဲ့မုံညက်ကကင်တွယ်ရတာပိုလွယ်ပြီးလိတ်ထုတ်တဲ့အခါအကွဲနိုင်ခြင်းအရန်နဲတယ်လို့ဆိုလိုပါတယ်ဒါဟာနောက်ဆုံးကွတ်ကီးတွေကပြီးပြည့်စုံတဲ့ကြွက်ရွံ့မှုကိုရပြီးညီညားစွာဖုတ်နိုင်မယ်ဆိုတဲ့အဓိပ္ပာယ်ပါနောက်ဆုံးမှာမုတ်ဖုတ်ဆိုတာကိုအယောနောထဲမှာထည့်လိုက်တာနဲ့အထင်ရက Oreo ကွတ်ကီးတွေကိုပုံဖော်ဖို့အစင်သိရှိနေတဲ့အရသာကျွယ်ဝတဲ့ချောကလက်မုံညက်ကိုအပီးဆက်ဖန်တီးလိုက်ပါပြီမုံညက်6ပြီးအစင်သိရှိသွားပြီဆိုရင်ပုံဖော်ပြီးဓမိတ်ဆိုင်နှစ်စင်ကိုရောက်ပါပြီအလုတ်သမားတွေကမုံညက်ကိုအရေးစဒလိန်လွန်ကြီးတွေထဲတဲပို့ပေးမဲ့ conveyor belt ပေါ်ကိုခတ်တင်လိုက်တာပါဒီဒလိန်လွန်ကြီးတွေကမုံညက်ကိုကျွန်တော်တို့အားလုံးရင်းနှီးတဲ့ဆက်ဝိုင်းလေးတွေအဖြစ်ဖိချလိုက်ပါတယ်တစ်ခိုင်လုံးပါပဲအထင်ရက Oreo design ကိုရိုက်နှိပ်ဖို့ဓမိတ်ဆိုင်ဆက်တစ်ခုကဆင်းလာပါတယ်ဓမိတ်ဆိုင်ဆက်ကအထင်ရက Oreo logo နဲ့လှပတဲ့ပန်းခွဲပုံစံကိုကွတ်ကီးတိုင်းပေါ်ချက်ချင်းရိုက်နှိပ်ပေးလိုက်ပါတယ်ဒါဟာတင်းငယ်တဲ့အသေးစိတ်လေးတစ်ခုလိုဖြစ်နေပေမဲ့ရိုးရှင်းစွာပြောရရင်ဒီလိုအမတ်တမိတ်ရိုက်နှိပ်ခြင်းဟာကွတ်ကီးရဲ့ဆွဲဆောင်မှုကို90%နီးပါးတိုးတက်အောင်လုပ်ပေးတဲ့အပြောင်းအလဲတစ်ခုပါလက်တွေ့ကျစွာစဉ်းစားကြည့်ရအောင်ဘယ်အပေါ်မှာပဲဖြစ်ဖြစ်မိုက်တဲ့ logo တစ်ခုကိုရိုက်နှိပ်လိုက်ရင်အလိုအသွင်းပိုပြီးစားခြင်းစရာကောင်းသွားတာပါပဲ
ဒီပုံဖော်ဆက်ကတနာရီကို Oreo 6000ထိထုတ်လုပ်နိုင်ပြီးထုတ်လုပ်လိုင်းကိုလုံးဝယူတင်တဲ့မျက်နှာနှုံးနဲ့လဲပါနေပါတယ်ပြီးပြည့်စုံစွာပုံဖော်ပြီးဓမိတ်ဆိုင်ခံပြီးရနဲ့အစိမ့်အတိုက်စွာရှိနေတဲ့ Oreo ကိုကီးတွေကရှေးလျာလွန်စွာထောင်လွင်ရင်းမှာထောင်တန်ကွန်ဗေယာပါတစ်လျှောက်လုံးမှာခီးဆက်ပြီးအရေးစမမွေမီးဖို့တွေထဲကိုတန်းတန်းဝင်သွားပါတယ်အတွင်းဘက်မှာကိုကီးတွေကိုကွက်တိဖုတ်နိုင်ဖို့အပူချိန်ကို Fahrenheit 340ကနေ360ကြားမှာတိတ်ဆိစွာပြင်းငင်းစွာထားပြီးအပူကိုအများကြီးချိန်ထားပါတယ်သူတို့အတွင်းမှာ10မိနစ်ကနေ12မိနစ်ခန့်ထားယူပါတယ်ဒီလိုဆိုရင်မချောက်သွဲသွားစေပဲသို့မဟုတ်မကြားသွားစေပဲပြီးပြည့်စုံတဲ့ကြွက်ရွံ့မှုကိုရရှိဖို့အချိန်ကွက်တိပါပဲဒီလုတ်တီကွယ်မီးဖုတ်တစင်ကြီးကအရှိပေ400အထိအန်းတင်ထားပြီးရှိပါတယ်ဒါဟာကိုကီးတစ်ခုချင်းစီကိုအပူထဲမှာဖြည်းဖြည်းချင်းညီညားစွာဖြစ်သွားနိုင်အောင်လုံလောက်တဲ့နေရာထစ်ပြီးနောက်တစ်ဆင့်ကိုမကူးခင်မှာလုံးဝပြီးပြည့်စွန့်စွာဖုတ်နေဖို့တေးကြအောင်လုပ်ပေးတာပါကိုကီးတွေမီးဖုတ်ကနေထွက်လာတာနဲ့အရေးစမမွေပန်ဆက်ကြီးတွေကနေလေအေးအေးတွေနဲ့မှုတ်ထုတ်လိုက်တာနဲ့အပူချိန်ကိုလင်းလန့်စွာအေးခံပေးပါတယ်ဒီလိုလင်းလန့်စွာအေးခံပေးခြင်းဟာပြီးပြည့်စုံတဲ့ကြွက်ရွံ့မှုကိုထိမ့်သိမ်းထားပြီးကိုကီးရဲ့အခြေအနေကိုကောင်းမွန်တည်ငြိမ်စေပါတယ်ပြီးတော့သူတို့ကနောက်ထပ် conveyor belt တစ်ခုပေါ်ကိုရောက်လာပြီးအကျိုင်းစီအနဲ့ရစ်အလုတ်သမားအဖွဲ့တစ်ခုကအစင်းတင်စောင့်နေပါတယ်ကိုကီးအစီအစင်းလိုင်းကိုမျက်စိထောက်ထောက်ကြည့်နေကြပါတယ်အကွဲထားတဲ့ပုံပစ်စီးထားတဲ့သို့မဟုတ်နင်းနေလေးအယောင်ရစ်နေတဲ့ကိုကီးတစ်ခုချင်းစီကိုလိုင်းပေါ်ကနေချက်ချင်းဖယ်ရှားထုတ်လိုက်ပါတယ်အကောင်းဆုံးတွေကသာရှေ့ဆက်သွားပါတယ်Oreo ကိုကီးအတန်းလိုင်းကဘတ်တစ်လျှောက်လုံးမှာစီးလန်းသွားပြီးစိတ်ယုံထဲမှာအသက်ရှင်နေတဲ့ chocolate မြစ်တချင်းလိုလင်းွက်လွတ်သွားပြီးယူတင်လောက်နှံပြီးအရန်ဆွဲဆောင်တဲ့မြင်ကွင်းတစ်ခုကိုဖန်တီးပေးပါတယ်ကိုကီးတွေဖုတ်ပြီးပြင်ဆင်နေတဲ့အချိန်မှာ cream ပါလေဗနီလာအစတွတ်ကိုလည်းကြီးမားတဲ့တိကျစွီအရွေအသွေးထင်းချုပ်မှုနဲ့ခံတီးနေပါတယ်အဓိကပါဝင်ပစ္စည်းတွေကစပါတယ်ပေါင်တာတကြားဟင်းတီဟင်းရွက်စီပြောင်းဖို့ကြောင်စီနဲ့တဘာဝဒိုးမခုဖန်တီးထားတဲ့ဗနီလာအရသာနဲ့ emulsifier အနှဲငယ်လို့ပါပဲအားလုံးကိုအလွန်တိကျတဲ့ formula အရအလို့အစိမ်တိုင်းတာလိုက်ပါတယ်ပေါင်တာတကြားနဲ့အစီတွေကအရေးစမမွေကန်တွေထဲတိုက်ရိုက်ဝင်သွားပြီးအမြန်နှုတ်မမွေဆက်တွေကအရာအားလုံးကိုရောမွေပေးပါတယ်စီတွေခင်သွားဖို့မကာကွယ်နိုင်ဖို့ဂယုဆိုင်တဲ့အပူချိန်ထိန်းချုပ်ထားတဲ့ပတ်ဝန်းကျင်တစ်ခုမှလွတ်ပါလေတကြားနဲ့အစီကိုချောမွေတဲ့ပွားဖော်နေတဲ့အယောနောတစ်ခုဖြစ်ရောမွေပြီးရတဲ့ခရင်ကဒါကိုသူ့ရဲ့ဆွဲဆက်နိုင်စွမ်းအစစ်ကိုရဖို့နဲ့စူးဆက်နေစေဖို့ပြောင်းဖို့ကြောင်စီကိုဖြည်းဖြည်းချင်းထည့်လိုက်ပါတယ်တပြိုင်လုံးမှာပဲကျွန်တော်တို့အားလုံးသိပြီးချစ်ခင်ကြတဲ့ချိုမြိန်နဲ့ညင်းဆက်မရနိုင်တဲ့အရာတာကိုဖန်တီးဖို့ဗနီလာအရာတာကိုရောမှထားပါတယ်ရောမွေခြင်းလုပ်ငန်းစဉ်တစ်ခုလုံးကိုအပူချိန် Fahrenheit 68ကနေ85ဒီဂရီကြားမှာအရေးခံနေအောင်လုပ်ပေးပါတယ်ခရင်ကနူးညံ့ချောမွေနေပေမဲ့ကိုကီးတွေပေါ်ပိုက်ညက်ထိုင်ရင်းနဲ့သူ့ရဲ့ပြီးပြည့်စုံတဲ့ပုံစံကိုထိမ့်သိမ်းထားနိုင်လောက်အောင်ဖြစ်နေအောင်ဆိုလိုပါတယ်ခရင်ကိုပြီးပြည့်စုံစွာရောမွေပြီးတာနဲ့အလိုအလျောက် pump စနစ်တစ်ခုထဲမှာထည့်လိုက်ပြီးတင်းငယ်တဲ့ nozzle လေးတွေကကိုကီးတစ်ခုချင်းစီတော့အပြီးပြည့်စုံတဲ့အစတွက်ပမာဏကိုတိတိကျကျထုတ်ညှိပေးတာပါပိုင်ရိုက်တဲ့အမြန်နှုံးနဲ့ခရင်ထွေရောက်ခြင်းကကိုကီးတက်စင်လိုင်းနဲ့အပြည့်စုံထပ်တူနေပါတယ်အရာအလုံးကိုနာယီဆက်သွားလို့လဲပတ်နေပါတယ်Oreo ကိုကီးဝက်ကို conveyor belt ပေါ်မှာတက်လျက်နဲ့တန်စီစွာလှည့်ထားပြီးဖြည်းဖြည့်စုံတဲ့ vanilla cream အဝိုင်းလေးကိုတစ်ခုချင်းစီရဲ့အလဲတဲ့မှာအမြင့်နဲ့စိုက်ကွက်တိကြလုံးပိုက်ညိုက်ပေးလိုက်ပါတယ်ပြီးတော့မှကိုကီးရဲ့ကြံတစ်ဖက်ကိုအပေါ်ကနေညီညံစွာထည့်လိုက်ပြီး cream ကညီညာစွာပြန့်သွားစေဖို့လုံလောက်ယုံကလေးဖိချပေးလိုက်တာပါဒီပါလိုင်းတလိုင်းကမိနစ်တမိနစ်မှာပဲပြီးပြည့်စုံတဲ့အချိုညက် Oreo ကိုကီး3000ကိုယူတင်လောက်နှံပြီးထုတ်လုပ်ပေးနေပါတယ်ကိုကီးဒီကိုအကျူဒီကပေါင်းဆက်ပြီးတာနဲ့လင်းလင်းစွာအရေးခိုင်တဲ့ဥမလွင်သေးကိုတိုက်ရိုက်ဝင်သွားပြီးခရင်ကခိုင်မာသွားပြီးအရာအားလုံးကိုနေရာမှန်သေးတွက်ချီပြီးစီးနေဖို့ကိုကီးတွေကိုထုတ်ပုတ်ကင်တွေရတာပိုလွယ်သွားစေပါတယ်တက်စင်ချင်းလုပ်ငန်းစဉ်တစ်ထောက်လုံးမှာတင်းကျပ်တဲ့အရေးအသွေးထင်းချုပ်စစ်ဆေးချက်တွေရှိနေပါတယ်Oreo ရဲ့မြင့်တားတဲ့စမ်းတန်တွေနဲ့မကိုက်ညီတဲ့ဘဲခရင်အစတစ်ခုကိုပါလိုင်းပေါ်ကနေချက်ချင်းဆွဲဖဲထုတ်နေပါတယ်အကောင်းဆုံးတွေကသာဖြတ်သွားပါတယ်နောက်ဆုံးမှာအပြည့်အစုံတက်ဆင်ထားတဲ့ Oreo တွေကအလိုအလျောက်ထုတ်ပို့ရောင်ကိုရောက်ပါပြီအဲ့ဒီမှာဒီလိုအကျွမ်းကျင်တဲ့စက်ယုံလက်ချောင်းတွေကကိုကီးတွေကို12ခုစီပါဝင်တဲ့အစုလေးတွေအဖြစ်တက်လျက်နဲ့စုစည်းပေးပါတယ်စက်ယုံလုံးကုတ်တွေကအစုတစ်ခုချင်းစီကိုညင်ညံစွာဆွဲယူပြီးအစင်သင့်ရှိနေတဲ့ plastic ဗားလေးတွေထဲကိုဂယူးဆိုင်စွာထည့်လိုက်ပါတယ်ဗားတွေပြီးသွားတဲ့အခါထုတ်ပို့ရောင်ကိုပို့လိုက်ပါတယ်ပြီးတော့ကိုကီးတွေကိုလက်ဆက်နေစေဖို့ခဲပတ်နဲ့တင်းကျပ်စွာထုတ်ပို့လိုက်ပါတယ်အဲ့ဒီထဲကနေယုံအဲ့ဒီ Oreo ဆက်သေးတွေကိုကဘာတဝိုက်ကဖြန့်ချီရေးကိုယ်စားလှယ်တွေနဲ့စူပါမားကတ်တွေစီပို့လိုက်ပါတယ်ဟုတ်တယ်